သုံးလောကထွတ်ထားတပ်ပညုဘုရားရှင်ဟာမဟာတက္ကိ103ခုနှစ်ကဆုံလပြည့်နေ့တွင်အိန္ဒိယနိုင်ငံမြင်းစီမာဒေသဗုဒ္ဓဂယာမြေမြဥခိုင်ဘော်ဒီမန္နိုင်မှာမန္နမင်းရဲ့မန်စစ်တီအပေါင်းကိုပယ်ရှား၍အပရာဇိတာပလင်မှာတပ်ပညုတဉာဏ်ရှင်ဘုရားသခင်ဖြစ်သူရောက်ရှိတော်မူခဲ့ပါသည်ဘုရားဖြစ်တော်မူပြီးဒီမှာ45ဝါပတ်လုံးဒေတာသီးသီးတို့ခရီးတို့ခီးရှည်ကြွကြည်လှဲ့လဲ၍တရဝဝေရိယတို့အားတရားရည်အမြိုက်ဆေးကိုတိုက်ထွင်းခြေချွတ်တော်မူခဲ့ပါသည်ကျွေးကုံစီတော်သမိုင်းကြိုက်တီးဖို့စီသမိုင်းနဲ့ရှေးရှေးကျမ်းများဖြစ်တဲ့ဝိနည်းမဟာဝါပါဠိတော်သာသနာလင်္ကာရစာရန်ဝန်ဒဒီပဏိကျမ်းသာသနာဘဟုတုတပကာသနီစတဲ့ကျမ်းထောက်ထားများအရာမြန်မာနိုင်ငံသို့ဗုဒ္ဓသာသနာတော်ဆင်းသက်ရောက်ရှိလာပုံများကိုပြဆိုထားပါသည်လောကီလန်တိုင်းနောဒီညပိုင်ပေါ်ပြည်လျက်ကြိုက်ပေါ်ဒီမန်တိုင်းခံဝပိုင်းငါးကိုင်းမှမြို့မြင်းစီမဒေသဗုဒ္ဓဂယာဘော်ဒီမန္နိုင်မှာဘုရားရှင်ပွင့်တော်မူ၍တတ္ထတ္ထဟဆံနေတော်မူပြီးတဲ့49ရက်မြောက်မှာမြန်မာနိုင်ငံဥက္ကလာပဇနပုတ်အတိတင်စခန်းမြို့ကတဖုတ်တန်နဲ့ပလိကဂုံနယ်ညီနောင်တို့ဟာတဲသား900နဲ့အိန္ဒိယပြည်သူကုံကူတန်းခရီးရောက်ရှိလာခဲ့ပါတယ်။ဂုံနယ်ညီနောင်တို့ရဲ့ဘဝများစွာကမိတ်ဆွေဖြစ်ခဲ့မှုတဲ့နတ်သားရဲ့လမ်းညွှန်မှုနဲ့ဘုရားရှင်အားဖူးမြင်ကြရပြီးမုံကြွက်ချစ်ရဆုံးမုံဆုံးတို့ကိုတူတန်းခွင့်ရရှိခဲ့ပါတယ်။ဂုံနယ်ညီနောင်တို့ဟာဘုရားရှင်ထံမှဦးဖျားဖျားဖျားတရားတရဏဂုံ2ပါးဒေဝစီကတရဏဂုံစောက်တည်ခွင့်ရရှိုံသာမကမြန်မာနိုင်ငံဒေသရောက်တဲ့အခါစီကကိုဝယ်စရာစံတော်မြတ်ရှစ်စုကိုရရှိခဲ့ပါတယ်။တဖုတ်သားနဲ့ပလိကညီနောင်တို့မြန်မာနိုင်ငံသို့ပြန်ရောက်တဲ့အခါဥက္ကလာပမင်းကြီးရဲ့စီမံမှုနဲ့ဥက္ကလာပမြို့ယခုရန်ကုန်မြို့နီးကုန်း69ကုန်းနဲ့အမြင့်ဆုံးကုန်းဖြစ်တဲ့တိမ်ဘုဒ္ဓရာကုန်းတော်ပေါ်မှာဘုရားလေးစုတို့ရဲ့ရေရှိရေတနုတ်တောင်ဝင်းနဲ့စံတော်မြတ်များဌာပနာပြီးဂေါရမဘုရားသာသနာမှာဦးပြားဆုံးရွှေကုန်းစီတော်ကိုတည်ထားကိုးကွယ်ခဲ့ကြပါလေ။ဒါကြောင့်မြန်မာတို့ဟာဘုရားဘုရားရှင်ရဲ့သာသနာမှာဘုမြင်ဦးမုံစွန်းဦးတရဏဂုံဦးစံတော်ဦးဇေဒီဦးဆိုတဲ့ဦး၅ဦးကိုပိုင်ဆိုင်ခဲ့ကြတဲ့မြန်မာဗုဒ္ဓဘာသာများလို့ဆရာတော်ကြီးများမိန့်ကြားတော်မူခဲ့ကြတာဖြစ်ပါတယ်။ဘုရားရှင်လက်ထက်ဘုရားရှင်ကိုရိုတိုင်းမြန်မာနိုင်ငံယာမညဒေသတုနာပရန္တဒေသနဲ့ဒညဝတီဒေသတို့သို့နောက်ပါရဟန္တာများနဲ့အတူကြောက်တော်မူခဲ့ကြောင်းဘုရားသမိုင်းကျမ်းစာများအရသိရှိရပါတယ်။ဘုရားရှင်ရှေ့ဝါမြောက်မဟာတက္ကိ131ခုနှစ်မှာကဝုံပတိမထေရရဲ့ပေးလျှောက်ချက်အရမြန်မာနိုင်ငံယာမညဒေသတုနာဘုံမိသထုံပြည်သို့ကြောက်တော်မူခဲ့ကြောင်းအထင်ရှားဆုံးအထောက်ထားကတော့သမိုင်းဝင်တကူကြီးကြိုက်တီရိုးဆန်တော်ရှင်စေတော်မြတ်ကြီးဖြစ်ပါတယ်။စံတော်ရှင်ကြိုက်တီရိုးဇေယျတော်မြတ်ကြီးဟာအံပနံထူးခြားဆန်းကျင်သလောက်ဇေယျတော်ကြီးတည်ထားကိုဝယ်ခဲ့တဲ့သမိုင်းစဉ်ကလည်းထူးခြားဆန်းကျင်လာပါတယ်။ဘုရားရှင်ပွင့်တော်မမူမီသုံးနာပုံမိပြီးတိတ်တဓမ္မရာဇာမင်းကြီးလက်ထက်သားတော်တိတ်တကုမာရမင်းသားနဲ့တိဟကုမာရမင်းသားနှစ်ပါးတို့ဟာလူလောကီကိုညီငွေကြပြီးတောထွက်၍ယတိဟံပြုကြကနောင်တော်တိတ်တာယတိကကိစ္ဆာဂိရိတောင်ယခုဇင်းကြိုက်တောင်မြေတော်တိဟယတိကဗန္ဒဝဂိရိတောင်ယခုဇွဲကွင်တောင်မှာတရင်သုံးနေထိုင်ကြပါလေယတိညီနောင်တို့ဟာလောကီဇာမြရရှိကြတာကြောင့်တဦးနဲ့တဦးတွေ့ဆုံလို့တဲ့အခါမိအချက်ပြဆက်သွယ်ကြပြီးတွေ့ဆုံကြပါလေဇင်းကြိုက်တောင်နဲ့မလာမကန်ပင်လယ်ကမ်းခြေမှာဘောဂဝရီနဂါးပြည်မှာလာရောက်တဲ့
နဂါးမတူးနဲ့ဝိဇ္ဇတူလူလင်တူးတို့တွေ့ဆုံချစ်ကြိုက်ခဲ့ရမှပန်ဒီရရှိပြီးနဂါးမနဂါးပြည်ပြန်တဲ့အခါဥနှလုံးဥချခဲ့ပါတယ်နဂါးဥနှလုံးကိုဇင်းကြိုက်တောင်တိတ်တာရတိကတွေ့ရှိပြီးငင်းငယ်တိဟရတိကိုအတိပေးကဥတလုံးစီထိမ့်သိမ်းစောင့်ရှောက်ခဲ့ရာအချိန်ရှေ့ရောက်တဲ့အခါမှာလူသားလူငယ်နှစ်ဦးတို့မွေးဖွားခဲ့ကြပါတယ်ယတိနှစ်ပါးတို့ဟာသူငယ်များကိုစောင့်ရှောက်ခဲ့ကြပြီးတိတ်တယတိစောင့်ရှောက်ခဲ့တဲ့တငယ်ကိုတိရိယကုမာရတိဟယတိစောင့်ရှောက်ခဲ့တဲ့တငယ်ကိုတော့စန္ဒကုမာရလို့နာမည်အသီးသီးမှဲ့ခေါ်ခဲ့ကြပါတယ်။ကန်ဆိုးကျင်တော့ငင်းရင်စန္ဒကုမာရတငယ်ဟာ10နှစ်သားအရွယ်မှာကြောက်ရောဂါနဲ့ကွယ်လွန်သွားရှာပါတယ်။ဒါပေမဲ့လည်းကံကောင်းကျင်တော့စန္ဒကုမာရတငယ်ဟာအိန္ဒိယနိုင်ငံမြစ်စီမဒေသမိထီလာပြည်တထေးသမီးသုဏဒေဝီရဲ့ဝမ်းမှာတရေတယ်ပြီးယဟန္တာကဝံပတိပတိအလောင်းပြန်ဖြစ်လာပါတယ်။အဲဒီတငယ်9နှစ်သားအရွယ်မှာဘုရားရှင်ရဖူးမြင်ရပြီးပါရမီရင့်တန်သူဖြစ်တဲ့အတွက်ရှင်သာမဏေဘဝနဲ့ယဟန္တာဖြစ်တော်မူကားကဝံပတိယဟန္တာမထေရဖြစ်လက်ရယံအက္ခတာဝကစင်းဝင်ခဲ့ပါတယ်။ကဝံပတိမထေရယဟန္တာဖြစ်ချိန်မှာသုံးနာပုံမိတထုံပြည်ကိုစိုးစံတဲ့တိတ်တဓမ္မရာဇာမင်းကြီးနတ်ရွာဆံတော်မူပါတယ်။မင်းကြီးရဲ့သားတော်များဖြစ်ကြတဲ့တိတ်တယသိနဲ့တိဟယသိတို့ထံမုန်းမများလာရောက်ကြပြီးထင်းနှန်းကိုအာဏာကြရာယသိညီနောင်တို့ကမုန်းမသေနာပရိတို့နဲ့ညှိနှိုင်းပြီးတိတ်တယသိကြီးထိမ့်သိမ်းဆောက်ရှောက်တဲ့အသက်22နှစ်ရှိပြီဖြစ်တဲ့သူရိယကုမာရကိုတိတ်တဓမ္မတိဟရာဇာပွဲအမည်နဲ့ထင်းနှန်းအပ်ပြီးတဲ့အချိန်ခါဖြစ်ပါတယ်။ကဝံပတိယဟန္တာမထေရကမိမိရဲ့အတိတ်ဘဝကကျေးဇူးရှိခဲ့တဲ့ယတိကြီးနှစ်ပါးနဲ့နောင်တော်တိတ်တဓမ္မတိဟရာဇာမင်းတို့အားကျေးဇူးဆက်လို့တဲ့ဆန္ဒရှိတာနဲ့သုံးနာပုံမိတို့ကောင်းဝင်ကြီးနဲ့ကြွားပြီးတရားဟောကြားပါတယ်။ယတိကြီးနှစ်ပါးမင်းကြီးနဲ့ပြည်သူပြည်သားများကဘုရားရှင်အားဖူးမြော်လိုပါကြောင်းတောင်းပန်လျှောက်ထားကြရာကဝံပတိမထေရဟာဘုရားရှင်အားသုံးနာပုံမိတထုံးပြီးတို့ပင့်ဆောင်လာခဲ့ပါတယ်။ဘုရားရှင်ဝါတော်ရှိဝါမြောက်မဟာဘက္ခိ111ခုနှစ်မှာနောက်ပါယဟန္တာ900နဲ့သုံးနာဘုံမိတထုံပြီးတို့ကြောက်လာပြီးတရားမင်းဖန်ဆင်းဆောက်လုပ်ပေးတဲ့ရေနာရွှေကျောင်းတော်ကြီးပေါ်မှာခုနှစ်တိုင်းတိုင်းသတင်းသုံးတော်မူပြီးယသိကြီးနှစ်ပါးနဲ့တကွမင်းကြီးအပါဝင်ပြည်သူပြည်သားတို့အားတရားရည်အမြိုက်ဆေးကိုတိုက်ကြွေးတော်မူပါလေဘုရားရှင်ပြန်ကြွတော်မူကားนี้မှာတိတ်တယသိတိဟယသိနဲ့တရားနာကြွလာတဲ့မိတ်ဆွေကေလာသတောင်ယတိသုံးပါးတို့ကအမြဲစိကပူဝယ်စရာတစုံတစ်ခုပေးသနာတော်မူပါယံဘုရားရှင်အားတောင်းပန်လျှောက်ထားကြလို့ဘုရားရှင်ကဘူကောင်းတော်ကိုသုံးသပ်တော်မူပြီးစံတော်6စုကိုယတိတစ်ပါးလျင်2စုကြစီပေးရချင်းမြင်ခဲ့ပါတယ်ဘုရားရှင်သည်နောက်ပါသား900နဲ့အတူကောင်းငင်ခီးဖြင့်မြစ်စီမဒေသသို့ဒေသစာရီပြန်လည်ကြွချီတော်မူပါတယ်ယတိကြီး3ပါးတို့ရရှိထားကြတဲ့စံတော်မြတ်6စုနဲ့ညီတော်တိဟယတိရရှိခဲ့တဲ့စံတော်2စုကိုဇင်းကြိုက်တောင်နဲ့ဇွဲဝင်တောင်တို့မှာဈေးကြီး2စုစီတည်ထားပြီးဌာပနာသွင်းသူပူဇော်ခဲ့ကြပါတယ်။တစုကိုတော့ကေလာဒယတိကသူ့ရဲ့ဥကောင်းဆံချစ်ကြားမှာအမြဲထားပူဇော်ခဲ့ပါတယ်။မုံဆိုးတော်ကြောက်လှိုင်ကူမှာပြောင်းရွှေ့သတင်း3ရက်ရှိတဲ့တိတ်တယတိကြီးကတော့စံတော်2စုစလုံးကိုမိမိဆံချစ်ကြားမှာအမြဲကင်းဝထားရှိပြီးပူဇော်ခဲ့ကြပါတယ်။ယတိ3ပါးတို့ဟာဘုရားရှင်ရဲ့စံတော်ဓာတ်မြတ်များကိုတီးခြားစီကိုးဝယ်လာကြရင်းနဲ့တနေ့မှာတော့ကေလာသတောင်ယတိကွယ်လွန်ခဲ့ရာစံချစ်ကြားမှာထားရှိပူဇော်ခဲ့တဲ့စံတော်2စုကိုတိတ်တယတိကြီးရရှိပြီးယတိကြီးထံမှာမူလရှိတဲ့စံတော်2စုနဲ့ပေါင်းပြီးစံတော်3စုကိုစံချစ်ကြားမှာထားရှိကဆက်လက်ကိုးဝယ်ခဲ့ပါတယ်တိတ်တယတိကြီးအသက်80ပြည့်တဲ့အခါမှာနောင်ရေးကိုမျှော်ပြီး
ရတေကြီးရဲ့စံညစ်ကြားမှာကင်းဝတ်လျက်ရှိတဲ့စံတော်သုံးစုကိုဇေဒီတည်ထားပြီးဌာပနာသွင်းသူပူဇော်ရန်အကြံဖြစ်တော်မူခဲ့ပါတယ်။တိတ်တရတေကြီးရဲ့အကြံကိုတရားမင်းသိရှိပြီးတိတ်တဓမ္မသီဟရာဇာမင်းနဲ့အတူရတေကြီးထံလာရောက်လျှောက်ထားခဲ့ပါတယ်။တိတ်တရတေကြီးကမိမိဦးကောင်းနဲ့တရံတူတဲ့ကြောက်တုံးပေါ်မှာစံတော်ရှင်စေရီတည်ထားပူဇော်လိုကြောင်းအမိန့်ရှိတဲ့အတွက်တရားမင်းဟာတိတ်တရတေကြီးဦးကောင်းနဲ့တူတဲ့ကြောက်တုံးကိုမေခလာနာသမီးအကူကြီးနဲ့ပင်လယ်ရီအောက်မှာရှာယူလာခဲ့ပါတယ်။ကြိုက်ထီယိုတောင်မှထိုးထွက်နေတဲ့တောင်စွန်းထိပ်ကိုဖြတ်လေးပြီးကြောက်လုံးကြီးကိုကျက်မတဝတ်စာလွတ်အောင်တင်ထားပြသပါတယ်။တိတ်တရတေကြီးနှစ်ချိုက်သဘောတူညီတဲ့အတွက်ကြောက်လုံးကြီးထိပ်မှာအနက်3000တမိုက်ထွင်းပြီးစံတော်သုံးစုဌာပနာကကြိုက်ထီယိုစီလိုမြတ်ကြီးကိုတည်ထားခဲ့ပါတယ်။ရတေကြီးဦးကောင်းနဲ့တူတဲ့ကြောက်တုံးကြီးပေါ်မှာဇေဒီတည်ထားတာကိုအစွဲပြုပြီးဇေဒီကိုမွန်ဘာသာနဲ့ကြိုက်ဤတီယိုလို့ခေါ်ပါတယ်။ရတေဦးကောင်းနဲ့ရွက်ထားတဲ့ဖျားလို့မြန်မာအတိတ်ပဲရပြီးကာလရွေရောလာတဲ့အခါမွန်ဘာသာကိုမြန်မာဘာသာနဲ့နှီးနွယ်ပြီးကြိုက်တီယိုဆိုတဲ့အမည်ကထင်ရှားခဲ့ပါတယ်။တိတ်တရတေကြီးဟာလည်းဌာပနာသွင်းသူတဲ့အခမ်းအနားမှာစံတော်တမ်းမြတ်ရဲ့တကူပြတာကိုပူးတွေ့ရတဲ့အခါဝင်းသာပီတိလွန်ခဲ့ပြီးစုတီပွဲလွန်သွားပါတယ်။ရတေကြီးရဲ့ဥဒုစာယုတ်ကလကိုမုတ်ဆိုးတောင်တို့တည်ယူပြီးအယိုးအိုးစီတီထားတဲ့အတွက်ယခုအခါမှာမုတ်ဆိုးတောင်စီတီလို့ခေါ်ဝေါ်ဖူးတွေ့ကြရပါတယ်။ဇေဒီနဆူပြီးမြောက်တဲ့အခါတရားမင်းဟာနောင်အခြေသာသနာထုံးလင်းစေဖို့ရည်ရွယ်ပြီးစတုမဟာရိနတ်ထဲကတကိုးကြီးနှစ်တစ်ပါးဖြစ်တဲ့မဟာဣသိန်ဒေဝနတ်မင်းအားကြိုက်ထီးဇီကျော်အားလာရောက်ဖူးမြော်သူအပေါင်းကိုဘေးရန်နဲ့မကြောက်စေရန်တာဝန်ထားစီမံစေခဲ့ပါတယ်။ပဲခူးရိုးမတောင်တန်းနဲ့ပေါင်းလုံးတောင်တန်းရဲ့တောင်တောင်ဖြစ်တဲ့ကြိုက်ထီးရိုးတောင်ကိုကရင်တိုင်းရင်းသားတို့ကပန်းတင်တောင်လို့ခေါ်ဆိုကြပါတယ်။ကြိုက်ထီးရိုးတောင်ရဲ့ထိပ်ဟာပင်လယ်ရေမြစ်တစ်ပင်ထက်3615ပေအမြင့်မှာတည်ရှိပါတယ်။ကြိုက်ထီးရိုးတောင်นี้မှာမုတ်ဆိုးတောင်စုံတောင်နဲ့တကွတောင်ပတ်လည်ဝိုင်းရံနေပြီးအဝေးစီမှာလည်းတောင်မြင့်တောင်ဝန်းများကိုပုံပုံပြပြအထက်ထက်အဆင့်ဆင့်တန်းမြော်တွေ့ရှိနိုင်ပါတယ်။ ညအမျော်မြင်အမောက်ပဲခွင့်လို့အလင်းဆောင်ကပဲဘုရားကိုရောက်နေတထောင်နှုတ်ဥချစိတ်ကြီးဖူးကြမိတ်မကြီးကြောင့်မို့ဆိုမာဒိဋ္ဌံပွားပြောမကုန်ထူးကြကတရားနဲ့တို့တိကထားက ဘုရားဆန္တော်ရှင်သာသနာသမိုင်းဝင်ကြိုက်ထီးရိုးစီကျော်ကြီးကတော့လွမ်းမောဘွယ်တောင်တန်းကြီးများအလင်းကြောက်တောင်စွန်းမှာရွှေရောင်တဝင်းဝင်းနဲ့အဝေးမှာလှမ်းမြော်ဖူးမြော်ရတာကကြည်နူးအားရစရာကောင်းလာပါလေဇေရိုချင်းမှာဥတိုက်ပြီးတဲ့နောက်ဇေရိုရဲ့တကူကုံကိုဗဂရိမျက်စိနဲ့မယုံကြည်နိုင်လောက်အောင်အံ့ဩကြည်ညိုကြရပါလေတန်ချိန်630.9တန်ရှိတဲ့ဦးကောင်းကြောက်တုံးကြီးနဲ့ဇေရိုကိုလင်မန်းကြီးတစ်ချက်စားမြဘိုးထိချက်နဲ့မပြိုလဲရအောင်နေမျိုးကြောက်စုံပေါ်မှာနှစ်ပေါင်း2600နီးပါးများထမ်းရွယ်ထားနိုင်တဲ့တကူတော်ဟာအလွန်တရာအံ့ဩဖို့ကောင်းလာပါလေဇေဒီကြောက်တုံးနဲ့အောက်ခံကြောက်တောင်ကြားကိုနှီးပြားနဲ့ထောက်ပြီးကြောက်တုံးကိုထမ်းလုပ်ကြည့်မယ်ဆိုရင်နှီးပြားညှို့ချီဆန့်ကြီးတွေ့ရပါတယ်အချီတစ်ဖက်ချက်အလေးဆွဲပြီးကြောက်တုံးကိုလှုပ်ပေးမယ်ဆိုရင်တော့အချီကအောက်သို့ရှော့ချလွတ်ထွက်သွားပါတယ်ဒါကြောင့်လေဇေဒီစတဲစင်ကကျမ်းမာတဝတ်စာလွတ်နေတယ်ဆိုတဲ့စကားဟာယုံမားဝယ်မရှိအောင်ကိုမျက်မြင်သက်သေခံနေပါတယ်ဒါကြောင့်လေဘုရားဘူးများဟာခဲပင်မလာတဲ့ခီးကိုဖြတ်ကျော်ပြီးတစ်ခေါက်လဲမဝနှစ်ခေါက်လဲမဝအခေါက်ခေါက်ကြိုက်ထီးရိုးဇီရိုမြတ်ကြီးကိုလာရောက်ဖူးမြော်ကြီးညိုကြတာဖြစ်ပါတယ်ခိုင်နေစစ်တမ်းတပွင့်ဝဲတောင်တောင်များရေတပွင့်များလေတရားမိပြရှာရဲ့တရားလူကြီးနှစ်ဖို့လာရဲ့ဘာတော်မြတ်ဘုရားမီကိုဘုရားမီကို ကျေရှိရိုးစီရိုမြတ်ကြီးတို့ကမုန်းစခန်းမှာ
ခြေချင်းခီးတယောက်ပူးညွှန်ကြမယ်ဆိုရင်တော့ဘုရားမှုများဟာပထမဆုံးကမောစကန်ရက်ခိနာဘိုးဘိုးကြီးကိုပူးညွှန်ကြလိမ့်ရှိပါတယ်ရှေးလူကြီးသူမများဆိုလို့စကားအရကြိုက်တီယိုစီတီစီရာတောတောင်နေနမိတ်တွေအားစောင့်ရှောက်နေသောဘိုးဘိုးကြီးများရှိသည်ဟုသိရပါတယ်အဲဒီတောင်ကြီးတစ်ဝိုက်အားစောင့်ရှောက်နေသောဘိုးဘိုးကြီးမှာမဟာရက်ခိနာဘိုးဘိုးကြီးဖြစ်သည်ဟုဆိုရိုးရှိကြပါတယ်ဘုရားဟုခီးသွားများဟာဘုရားဖူးရန်အသွားခီးစဉ်၌တည်ရှိသောမဟာရက်ခိနာဘိုးဘိုးကြီးနှင့်စီတော်ကြားဥဒုနတ်ကုန်းမှာအမွေးနသားပန်းစီမီတို့ဖြင့်ပူဇော်ကြောလိရှိသည့်အပြင်အမောက်အမားကင်းရှင်းစွာဖြင့်ပျော်ရွှင်ချမ်းမြေ့စွာကြိုက်တီယိုဆန်တို့ရှင်မြတ်ကြီးအားဖူးတွေ့ရလိုပါ၏ဟုဆုတောင်းသူများလည်းရှိပါသည်ရက်ခိနာဘိုးဘိုးကြီးအနားမှာငကယုံဖျားတည်ရှိပါသည်ငကယုံဖျားဟာကြိုက်တီယိုဘောပကဟောင်းဥဇော်ထွန်းမှရသိတောင်ရှိဘုရားရုပ်တုအားပြင်ဆောင်ပြီး1984ခုနှစ်မှာတည်ထားခြင်းဖြစ်ပါသည်ကမောစကမှခြေချင်းခီးစတက်လာပြီးမကြခင်မှာပင်စင်ဆွဲလန်းစခန်းကိုရောက်ရှိပါသည်မမောမပန်းလှမ်းလျှောက်ရတဲ့ခရီးဖြစ်ပါသည်ဒီမြောင်လေးစခန်းကတော့တောင်တက်လို့မမောပါဘူးတောင်ကြီးဖွားအောင်ဒုမကြောက်ဘူးဆိုကားတက်လာသူများအတွက်တောင်တက်စခန်းရဲ့ပထမဆုံးတွေ့ရတဲ့ပါရတဲ့တောင်တက်စခန်းဖြစ်ပါသည်တောင်ပေါ်မှာကြာဆင်းလာတဲ့တောင်ကျရီစမ်းကြောင်းကိုအော်ဒရာဖြင့်လမ်းကူးလှုပ်ထားသဖြင့်ကူးခြင်းစပွဲလမ်းငယ်ဖြတ်ကြရမှာဖြစ်ပါသည်ရုံးမစ်စခန်းကတော့တောင်မာကြီးနဲ့နီးတဲ့နီးလာခြင်းတောရီတောင်ရင်ကြာနေခြင်းတို့ကြောင့်တဘာဝလျောက်အေးချမ်းသာလျက်ရှိပါသည်တောတောင်စိန်ဆန်းများရဲ့တဘာဝအလှပကြီးများကိုအားပါတရရှုစားရမှာဖြစ်ပါသည်တငင်းမြေစခန်းဟာအမတ်ရလွယ်တဲ့နေရာလို့ဆိုနိုင်ပါသည်တငင်းပင်များစီတန်းပေါက်ရောက်နေပြီးအုံမိုင်းနေတဲ့နေရာလည်းဖြစ်ပါသည်ဓာတ်ပေါင်းစုစီတို့သွားရန်လမ်းခွဲရှိပါသည်ရွှေရင်စုစခန်းကတော့အမှန်တကယ်ပင်ရွှေရင်စုနိုင်တဲ့အခြေအနေဖြစ်ပါသည်ပင်မမှုဒီဂရီအပြည့်တက်နေတဲ့အခါလေးဖြစ်ပါသည်တရက်ညီနောင်စခန်းလို့လည်းခေါ်ကြပါသည်တောင်တခီးဖြစ်ပြီးမတ်ဆောက်တက်ရတဲ့အတွက်ရွှေရင်စုအဖြစ်လူသည်များချင်းဖြစ်နိုင်ပါသည်တောင်ထိန်နားမှာရခင်လမ်းဟုံးဘက်မှသွားပါကတရက်သုံးနေညီနောင်နတ်ကုန်းရှိပါသည်ရွှေရင်စုမှာပင်မငယ်သည်များရွှေရင်သာစခန်းမှာအပန်းပြည်စီရန်တဘာဝကဖန်တီးပြရပြန်ပါသည်ပြည်ပြတာရတဲ့ခီးဖြစ်ပြီးရွှေရင်စုခဲ့သည်များရွှေရင်တာရတဲ့စခန်းဖြစ်ပါသည်တခြားပင်စခန်းကတော့ထင်ပေါ်မှုမရှိပေမဲ့စိတ်လက်ကြီးသားစွာရှောက်လှမ်းလို့ရတဲ့ခရီးစခန်းတစ်ခုဖြစ်ပါသည်ကျောင်းပြည်တော်ဖျားလမ်းခွဲနဲ့ရေကွန်စခန်းမှာတော့တောင်ကျရေကွန်အားစတင်တွေ့မြင်ရမှာဖြစ်ပါသည်အေဂျင့်ဆိုပြည်ချင်းအရေးအာဝတကောင်းခြင်းတို့ကြောင့်ကြည်နူးွယ်ကောင်းလာပါသည်ရေကွန်ဟာအထက်ရေကွန်အောက်ရေကွန်အဖြစ်စုံစည်းနေပါသည်အဲဒီကသုံးဖာလုံးကအကွာမှာကျောင်းပြည်တော်ဖျားသို့သွားရန်လမ်းခွဲရှိပါသည်ခရီးတစ်ဝက်ကျိုးသေးပေမဲ့လည်းရေမြုံကြီးစခန်းဟာဖျားဘူးလူသားပြည်သူများနားနေအပန်းဖြေရန်အကောင်းဆုံးနဲ့အဆအဆရရပြည့်စုံတဲ့စခန်းတစ်ခုဖြစ်ပါသည်ရေမြုံကြီးဟူသောအမည်နဲ့လိုက်ဖက်လာတဲ့တဘာဝအလှများပြည့်နှက်နေပါသည်ကျင်းညိုဝေရာဇီရီငယ်လေးရှိပါသည်ဘောပကကွေရာဖိတ်ကိုပါဒီဘောပကကွေရာဖိတ်ကိုပါဒီကြိတ်ကြီးမျောလေပါဒီမာမင်းစခန်းကိုရောက်ပြီးဆိုရင်တော့တဘာဝရှုမျှော်ခင်းတို့ကိုထပ်မံခန်းစားကြည့်ရှုကြရမှာဖြစ်ပါတယ်အဲ့ဒီစခန်းရဲ့ဘယ်ဘက်မှာစစ်တောင်းမြေဖွေးဖွေးကိုအဝေးမြင်မြင်တွေ့ရမှာဖြစ်ပါတယ်ရှုခင်းတာရတဲ့စခန်းတစ်ခုဖြစ်ပါတယ်ရှေးခင်ကမာမင်းရဲ့သိရှိခဲ့တာကြောင့်မာမင်းစခန်းဟုအမည်တွင်ခဲ့တယ်လို့အဆိုရှိကြပါတယ်ဘိုးမြန်တော်စခန်းကတော့ခရီးတစ်လျှောက်ရဲ့တဝက်ခရီးလို့ပေါ်ဆိုနိုင်တော့ပါတယ်မဆောက်လုံးလာတော့ကြောင့်ပင်မကြီးစွာတက်ရတဲ့တောင်တက်စခန်းလေးဖြစ်ပါတယ်အသက်ရွယ်ကြီးရင်နဲ့အဖိုးတို့ဟာဒီတောင်ရောက်မှရှေ့ကိုဆက်လက်မတက်ရောက်နိုင်တော့ဘဲလာလန်းတိုင်းပြန်လှည့်တတ်တာကြောင့်ဘိုးပြန်တောင်လို့အမည်တွင်နေခြင်းဖြစ်ပါတယ်1995ခုနှစ်တိုက်ပွဲလ2ရက်နေ့မှစ၍
အတက်ခီးမပင်ပန်းစေရန်ပြည်ပြစ်တဲ့လမ်းများလှေကလေးများဖောက်လုပ်ပေးကြပါလေဘိုးပြန်တောင်ရဲ့အနောက်ဘက်ကိုလှမ်းမြော်ကြည့်မယ်ဆိုရင်စစ်တောင်းမြို့ဝကိုတွေ့မြင်ရမှာဖြစ်ပါတယ်စခန်းလေးစခန်းကတော့ရေမြောင်ကြီးဘုံမို့စခန်းကြီးမှာစတဲ့ရွှေနန်းကျင်ဇလန်းပြန်လေပေါ်ပေါက်လာရတဲ့စခန်းလို့ခေါ်ဆိုနိုင်ပါတယ်ရွှေနန်းကျင်တို့တားဖခီးဆက်လာရင်ဒုတိယနားနေရစခန်းလို့လည်းအမည်တွင်ကြောင်းသိရပါတယ်ကမုန်စကမှာ6မိုင်กว่าမှာတည်ရှိပါတယ်ခုနမိုင်ခီးစခန်းကတော့နောက်ဆုံးဒါမှမဟုတ်အပင်ပန်းဆုံးတက်ရတဲ့တောင်ကြီးဖြစ်ပါတယ်ငကားတကောင်ပတ်ခွေနေသည့်လားလမ်းတော်တွေကတောင်နံရံကြီးအားကွေ့ပတ်ဖောက်လုပ်ထားပါတယ်ပင်ပန်းပန်းကျိုးစားတက်ရတယ်လို့ကြိုက်ကြီးကိုဆန်တော်ရှင်များအားကိုရင်ကိုကြအနီးကဥမြော်ခွင့်ရရန်နီးတဲ့နီးလာ၍အင်အားတို့ကိုစိတ်ဥဆောင်မှုဖြင့်ဖြည့်တင်းထားပြီးတက်ကြရပါတယ်အဲဒီကမှတဆင့်ရှေ့ခီးကိုဆက်မယ်ဆိုပါကလွမ်းစီရီမြစီရီစခန်းကိုရောက်ရှိမှာဖြစ်ပါတယ်ရွှေရောင်တဝန်းဝန်းထွက်ပေါ်နေတဲ့ကြိုက်ကြီးကိုဆန်တော်ရှင်များကြီးနဲ့ရေမင်းတော်တွင်မြင်ကိုလှမ်းဖူးလို့ရတဲ့နေရာဖြစ်တာကြောင့်ပင်မသမျှပြေပြောရပြီဖြစ်ပါတယ်အဲဒီကမှတဆင့်ရွှေရေးစခန်းကိုရောက်ရှိကြမှာဖြစ်ပါတယ်ရှေ့နင်းငယ်ဆက်တက်ခဲ့ပါကတမ်းမန်းနဲ့တရန်တူတဲ့ကြောက်တမ်းမန်းစီရီကြောက်တမ်းမန်းစခန်းကိုရောက်ရှိပြီးအဲဒီကမှတဆင့်ရွှေနန်းကျင်စခန်းကိုဖြတ်ကာကြိုက်ကြီးစီတော်မြတ်ကြီးရဲ့ရေမင်းတော်ဘော်ကိုရောက်ရှိကြမှာဖြစ်ပါတယ်ကြိုက်ကြီးဆန်တော်ရှင်များအားမြဝထင်နေဖူးမြင်ရပြီးရွှေရင်အေးသွားစေပါတယ်အဲဒီစခန်းမှာတည်ထားတဲ့အိဆာတရားဇီရီကိုအစွဲပြု၍အိဆာတရားကိုဘုရားစခန်းဟုလည်းခေါ်ဆိုကြပါတယ်ကမုန်စခန်းမှာဒီစခန်းထိခုနမိုင်ခီးပေါက်ခဲ့ပြီဖြစ်ပါတယ်ပါယာကြီးနူးဝေတောင်ညွညွစိမ့်ညွညွဒေါတောင်ချူခင်းများကိုကြည့်ရှုရင်းနဲ့ကြိုက်ကြီးဆန်တော်ရှင်စီတော်မြတ်ကြီးကိုဖူးမြော်ရန်အနေနဲ့ရက်ကမိသားစုအလိုက်မိတ်ဆွေစုအလိုက်တရားမှုများဟာမိုးရာသီကုန်ဆုံးပြီးပွင့်လင်းရာသီကိုရောက်တာနဲ့တပြိုင်နက်လမ်းကြောင်းတစ်လျှောက်အစင်းနဲ့တည်းပြားပန်းခန့်များရှိကားနေပါလေ1993ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာကမွန်စခန်းနဲ့ရတိတောင်ကြီးကားလမ်းဖွင့်လှစ်ခဲ့ပါလေရတိတောင်ကြီးကစပြီးချင်းချင်းတက်ရတဲ့ခီးတွေကိုနောက်ပိုင်းမှာဘုရားဘူးများအသုံးပြုများကြပါလေဒါပေမဲ့လေကိုရှိခင်ကကမုန်စခန်းကလည်းရေမြောင်ကြီးရွှေရင်စုဘိုးပြန်တောင်ဆိုင်တမော့စတဲ့ခွန်မိုင်ဝဲချင်းချင်းခီးကိုအမိကြသေးတဲ့ငယ်သူတွေကလည်းဒေါတောင်ချူကြီးပုံမှန်ခန်းစားရှုမြော်ရင်းနဲ့လမ်းဟောင်းကိုအသုံးပြုကြတာတွေ့ရပါတယ်ကမွန်စခန်းကနေကားလမ်းကြောင်းနဲ့ဘုရားဘူးတက်ကြသူများကတော့ချင်းချင်းခီးကတမိုင်ခန့်သာရှိတော်တာမို့အချိန်ကုန်တက်တာလူတက်တာပြီးဖြစ်ပြီးလူကြီးလူငယ်မျိုးအသုံးများပါလေဆက်ကောင်းကောင်းကားလက်တွေနဲ့အမိုးမပါစီးနှင်းလိုက်ပါရပြီးလမ်းမှာတောင်ရိုးကြီးနှစ်ခုကြားစခန်းအသီးသီးကိုဖြတ်ကျော်ပြီးတောင်မြင့်ကိုမွေးလိမ်မွေးကောက်တက်ခါလေးမှာ15မိနစ်ကားရစခန်းရောက်ပါတယ်။ကား19ရက်လိုအပ်တဲ့ပြည်စည်းပြီးမှတောင်မြင့်ကိုမွေးလိမ်မွေးကောက်တက်ကြရပါတယ်။
အဲ့ဒီလမ်းခီးပြီးလို့မကြခင်မှာပဲရတိတောင်ကြီးစခန်းရောက်ပါတယ်ရတိတောင်ကြီးမှာခဏနာဒီမိုးချိုသမင်းစားတောက်ပြီးခြေလင်းကြီးဆက်ပြတ်လိုက်မယ်ဆိုရင်တနာရီခွဲကမှာကြိုက်ထွန်းစီရောမြတ်ကြီးခြေတော်ရင်းကိုစိုက်ရောက်ရှိသွားပါတယ်ကြိုက်တီကိုတောင်အဆရောက်တာနဲ့ရွှေရုံတဝင်းဝင်းစီရောကြီးအားလွတ်လပ်ရှင်းလင်းဖူးမြော်ရတာနဲ့တပြိုင်နက်ဘုရားဘူးခီးသွားများပင်ပန်းခဲ့သည်များပြေပြောက်ရွှင်လန်းသွားပါလေရေမင်းတော်ပေါ်ရောက်လို့ဘုရားဘူးနားနေဆောင်တစ်ခုခုမှာအထုပ်ပိုးများနေရာချပြီးတာနဲ့ဇီရောကြီးရှိရာအပြေးလွှာသွားရောက်ကြပြီးအံဝေါကြီးညိုစိတ်အဟုံးနဲ့အောက်ခြေကနေဇီရောအထွတ်စိန်ဖူးတီဖူးမြော်မဝအောင်ရှိပါလေတဖန်ဇီရောမြတ်ကြီးရဲ့အောက်ဖက်ဈဉ္ဉံပတ်လည်ကနေလှည့်လည်ဖူးမြော်ရင်းနဲ့ဇီရောမြတ်ကြီးအားခစ်ဆက်လက်ဆောင်ပြပြင်မွမ်းမံထူထမ်းခဲ့တဲ့အလူရှင်များအားအာယုံမှာပေါ်ပေါက်စေပါသည်မြန်မာဘက်က918ခုနှစ်မှာမြန်မာပြည်ဘီရင်တော်မင်းတရားကြီးကကြီးမှုထူထမ်းခဲ့တဲ့ရွှေထီတော်ကြီးကအစခစ်ဆက်ပြပြင်ထူထမ်းခဲ့ပြီးမြန်မာဘက်က1362ခုခရစ်နှစ်2001ခုနှစ်မှာနိုင်ငံတော်အေးချမ်းသာရေးနဲ့ဗိုလ်မျိုးကောင်စီအစိုးရနဲ့ပြည်သူများကတင်လူခဲ့တဲ့ရွှေထီတော်ကြီးအထိထီတော်လူရှင်ဆက်တို့ဟာအလွန်တရာကုသိုလ်ထူးကိုစီးပူးနိုင်ခဲ့ကြပြီများဖြစ်ပါတယ်ရွှေထီတော်တင်လူချင်းနဲ့အတူရှင်းခေတ်ရဟန္တာမထေရမြတ်များသမုတ်ခဲ့တဲ့တင်ညာနမိတ်တိုင်များကိုနေရာမပြည့်ဆက်လက်ထိန်းသိမ်းထားရှိပြီးရေမင်းတို့တောင်ကျမ်းမှာတင်ကျောင်းသည့်တိဆောက်ခြင်းရွှေနှမ်းကျင်ပြတဲ့တိဆောက်ဖွင့်လှစ်ခြင်းများဆောင်ရွက်ခဲ့ပါတယ်။ဒါ့အပြင်ရေမင်းတော်ကြော်ပြခင်းခြင်းမုံဆိုးဖျားထီတော်သည့်တင်လူချင်းစတဲ့ပြုပြင်မွမ်းမံမှုများကိုဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
ဘုရားဦးမြတ်ဟာတကူတော်ကြီးမားလာတဲ့ဆန်တော်ရှင်ကြိုက်ကြီးကိုစီတော်မြတ်ကြီးအားတဝါကြီးဖူးကြပြီးတဲ့အခါမှာကြိုက်ကြီးကိုအနီးတစ်ဝိုက်မှာရှိတဲ့ဇေဒီပထိုးရှိရာနေရာများကိုလည်းမဖြစ်မနေတွားရောက်ဖူးမြော်ကြပါတယ်ကြိုက်ကြီးတောင်ရဲ့အနောက်ဘက်နှစ်ဖားလုံးကအကွာတောင်ဆောင်မှာရှိတဲ့ကြီးကမဆက်ကူကတော့ဦးဆုံးတွားရောက်တတ်တဲ့နေရာပါကြီးကမဆက်ကူဟာတောင်ခုလက်လောက်မှာရှိပြီးကြောက်စွန်းကြီးနှစ်ခုအပေါ်အောက်မေးတင်တီးနေပုံကကြီးကတကောင်ရဲ့နှုတ်သီးကြီးနဲ့တထရာတဲ့တူပါတယ်ကြီးကနှုတ်သီးကြောက်စွန်းပေါ်မှာဇေဒီငယ်တဆူရှိတာမို့ဇေဒီညာကိုအတိတ်ထံပြီးကြီးကနှုတ်သီးအောက်မေးရိုးကြောက်စွန်းပေါ်သို့ပတ်စံအကျွေးစေးများပြစ်တင်လူဒန်းကြပါတယ်ဘုရားဘုရားအတွက်ပျော်ရွှင်စရာတစ်ခုဖြစ်စေပါတယ်။ကြီးကမဆက်ကြောက်ဆုံးအောက်ထဲမှာလူတစ်ယောက်ကကတတဝင်ယုံသာဝင်နိုင်တဲ့အပေါက်ကနေဂူရဲကိုဖျောင်းနိုင်ထုံးဝင်သွားပြီးအတွင်းမှာကင်းကိုစံပယ်နေတဲ့ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုဖူးမြော်နိုင်ပါတယ်။တိတ်တရတေကြီးမုံဆိုးတော်ကူမှာသတင်းသုံးနေကြီးရတေကြီးအားကြီးညိုတဲ့ဝိဇ္ဇရလူလင်တူကြီးကမဆက်ကူမှာနေထိုင်ပြီးမကြရတေကြီးစီမှာတရားနာပါတယ်။ဘောဂဝရီနဂါးပြည်မှာနဂါးမှာတူဟာကြိုက်တီရိုးတောင်အရှိမြောက်သုံးဖာလုံးကမ်းမှာရှိတဲ့ကျောက်ထက်ကြီးအနီးရောက်ရှိလာပြီးဖားမကြီးတကောင်ရဲ့သတင်းပေးလမ်းညွှန်ချက်နဲ့ဝိဇ္ဇရလူလင်ရှိရာကြီးကမဆက်ကူတို့ရောက်ရှိလာပါတယ်။ဝိဇ္ဇရလူလင်နဲ့နတ်သမီးအသွင်ယူထားတဲ့နဂါးမတို့ဟာချစ်ခင်ပေါင်းတင်နေထိုင်ကြရမှာတနေ့မှာဝိဇ္ဇရလူလင်ကသူ့ရဲ့ရှင်ဘက်ဟာနာသမီးမဟုတ်နဂါးမမှန်သိပြီးအဝေးသူရှောင်ထွက်သွားခဲ့ပါတယ်နဂါးမဟာဝိဇ္ဇရလူလင်အားရှာဖွေမတွေ့တဲ့အဆုံးကြီးကမဆက်ကူထဲမှာဥနှလုံးဥချခဲ့ပြီးနဂါးပြည်သူပြန်သွားခဲ့ပါတယ်ဝိဇ္ဇရလူလင်မောင်နှံတို့အတော်ကြာမပေါ်လာတာနဲ့တိတ်တာရသေးကြီးဟာကြီးကမ်းပါဇက်ကူထဲကိုသွားရောက်ခဲ့ပါတယ်။ကူထဲမှာဝိဇ္ဇရလူလင်မောင်နှံကိုမတွေ့ရဘဲဦးနှလုံးသာတွေ့ရလို့မိမိကြောက်ကူစီတဲဆောင်လာပြီးရခင်တိုင်းမိမိထာမတစ်လုံးညီတော်ဇင်းကြိုက်တောင်တိဟရတိထာမတစ်လုံးထားရှိစောင့်ရှောက်ခဲ့ရာအချိန်တန်တော့ဦးနှလုံးကနေရုပ်ဆင်းအင်ကတူညီတဲ့သူတို့သမီးငယ်နှစ်ဦးမွေးဖွားခဲ့ကြပါတယ်။တိတ်တာရသေးကြီးစောင့်ရှောက်တဲ့သူတို့သမီးငယ်ကိုနာဂဆန်ဒီလို့အမည်ပေးပြီးတိဟရသေးကြီးစောင့်ရှောက်တဲ့သူတို့သမီးငယ်ကိုနာဂသူစားလို့အမည်မှဲ့ကြပါတယ်။သူတို့သမီးငယ်နှစ်ဦးမမွေးဖွားမီတိတ်တာရသေးကြီးဟာတစ်တီးဝလံရှာဖွေရင်းနဲ့ကြိုက်ကြီးတို့တောင်ရဲ့တောင်ဘက်မှာရှိတဲ့ပန်းတင်ကျောင်းနီးရောက်တဲ့အခါကြောက်ရောဂါနဲ့တေးပြီးမှတ်လို့စွန့်ပစ်ထားတဲ့ကလေးငယ်တဦးကိုတွေ့ရှိခဲ့ရာကြောက်ကူမှာခေါ်ပြီးဆေးကုသပေးလို့အသက်ရှင်ခဲ့ပါတယ်။ပန်းတင်ကျောင်းနီးကရရှိတဲ့တငယ်ဖြစ်လို့ငပန်းတင်လို့အမည်မှဲ့ထားပါတယ်။နောက်ခါမှာတိတ်ကရသေးကြီးစောက်ရှောက်ထားတဲ့ငပန်းတင်နဲ့နာဂဆန်ဒီတို့ကိုရသေးကြီးရဲ့ပစ္စည်းလေးပါဒါရိုက်ကာဖြစ်တဲ့မဲတနာရွာစော်ကဲကြီးဘိုးကော်လွတ်နဲ့ဇနီးတဲ့နန်းကြာဟဲတို့ကမွေးစားကြပြီးဇင်းကြိုက်တော်တိဟရသေးစောက်ရှောက်ထားတဲ့နာဂသူစားကိုတော့အပေါင်ကျွဲကြံတကြီးကခေါ်ယူစောက်ရှောက်ခဲ့ကြပါတယ်။ကြီးကမ်းပါဇက်ကူကနေနိုင်ရည်ရင်းဘက်မှပတ်ပြီးလုံဆိုးဖျားသို့တွားရောက်ဖူးမြွန်နိုင်ပါတယ်။ဒါမှမဟုတ်ကြိုက်ကြီးတောင်ပေါ်အရှိဘက်မှဆင်းပြီးလုံဆိုးဖျားကိုတက်ရောက်ဖူးမြွန်နိုင်ပါတယ်။
အမဲလိုက်မုံဆိုးကြီးနေထိုင်ခြင်းကိုအကြောင်းပြု၍မုံဆိုးတော်မူခေါ်တွင်ခြင်းဖြစ်ပါတယ်။အဲဒီမုံဆိုးကြီးဟာဘုရားညာနာယတိကြီးရဲ့တရားဟောပြောမှုကြောင့်အကျိုးတရားရရှိကာမုံဆိုးအလုပ်ကိုစွန့်လွတ်ခဲ့ပါတယ်။မုံဆိုးတော်မှတစ်ဆင့်ကြောက်စီရိုစီရီကြောက်လုံစီရီနဂါးဖျားဖားဖျားများကိုဆက်လက်သွားရောက်ပူးမြော်ကြီးညိုနိုင်ကြပါတယ်။အဲ့နောက်ကြောက်တက်ကြီးဇီရီကိုရောက်ရှိပူးမြော်နိုင်ပါတယ်။ကျဲဟူးဇီရိုရဲ့မြောက်ဖက်2မိုင်ခွဲခန့်မှာတည်ရှိပြီးပေ20ခန့်ကျဲတဲ့ကြောက်ဖြာကြီးများထပ်နေတဲ့အပေါ်မှာဇီရီငယ်နှစ်စုတည်ထားခြင်းဖြစ်ပါတယ်။ကျဲချီယိုနဲ့မုတ်ဆိုးတောင်ဘုရားကြားမှာအဆင့်မီစားတော့တန်းများနဲ့ဈေးတန်းများရှိပါတယ်။အဲ့ဒီအဆင့်မီစားတော့တန်းများနဲ့ဈေးတန်းများကို1366ခုနှစ်သတင်းကျော်လပြည့်နေ့ခရစ်နှစ်2004ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာဖွင့်လှစ်ခဲ့ပါတယ်။ဖြစ်တဲ့အတွက်ဒီစားတော့တမ်းများနဲ့ဈေးတန်းများမှာစားတော့ဖွယ်ရများနဲ့ပစ္စည်းမျိုးစုံကိုတရားဘူးများစိတ်လက်အေးချမ်းစွာဝယ်ယူစားတော့နိုင်ရန်စီစဉ်ပေးထားပါတယ်။အချို့ဆိုင်များဟာအထက်မြင့်ပြီးတဲကိုကမ်းများပြုလုပ်ပေးထားလို့အေးဆေးစွာစိတ်ချလက်ချတဲကိုချင်းသူများအတွက်အဆင်ပြေလာပါတယ်။ကျိတ်ထီးတောင်ကပြန်ဆင်းကနီးမှာတော့တရားဘူးအားလုံးဟာ
ကျိန်ဟီယိုဆန်တော်ရှင်မြတ်ကြီးအားနှုတ်ဆက်ဘုရားဘူးကိုလည်းတဝါကြီးဖူးမြော်နိုင်ပါတယ်တောင်ဘက်ဘုံမှာပြန်ဆင်းมาတော့ရွှေနန်းကျင်ပြလိုက်နဲ့နတ်ကုန်းကိုဝင်ပြကြပါတယ်တိတ်တာရသေးကြီးထံကမွေးစားခွင့်ရရှိလို့ကရင်လူမျိုးစော်ကဲကြီးဖိုးကိုလွတ်နဲ့နန်းကြာဟဲတို့ဟာနာဂစန္ဒီနဲ့ငပန်းတင်ကလေးငယ်နှစ်ဦးတို့အားအိမ်တို့ခေါ်ဆောင်လာပြီးငပန်းတင်ကိုတော့ရသေးကြီးပေးထားတဲ့အမိအတိုင်းငပန်းတင်လို့ခေါ်ဝေါ်ပြီးသမီးလေးနာဂစန္ဒီကိုတော့ကရင်လူမျိုးတို့ရိုးရာအမိနဲ့နန်းကျင်လို့အမိပြောင်းခေါ်ရမှနောက်မှရွှေနန်းကျင်ဖြစ်လာပါတယ်တိတ်တာရသေးကြီးနဲ့တရားမင်းတိတ်တာဓမ္မသီဟရာဇာမင်းတို့ပူးပေါင်းပြီးကျန်တီယိုဆန်တော်ရှင်စီတော်ကြီးတိဆောက်ပြီးအပြန်မှာမဲတနာရွာရောက်ကရင်လူမျိုးစော်ကဲကြီးဖိုးပေါ်လို့နန်းကြာရဲ့ဇနီးမောင်နှံတို့ရဲ့မွေးစားသမီးရွှေနန်းကျင်အားတွေ့ရှိပြီးချစ်ခင်ဆုံမဲ့တော်မူလို့နန်းတော်သူခေါ်ယူမိဖုရားမြောက်ခဲ့ပါတယ်ရွှေနန်းကျင်ဟာမကွဲလုံးမီကြိုက်ထီးစီရောမြတ်ကြီးမှာသူမရဲ့ဆူတောင်းခဲ့တဲ့အဓိဋ္ဌာန်ကြောင့်ကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်။ရွှေနန်းကျင်ပြလိုက်မှာရွှေနန်းကျင်ရဲ့ဇာတ်ကြောင်းကိုလေ့လာကြည့်ရှုနိုင်ကြပါတယ်။
လျှော့နဲ့ရောက်သူပြီ ကိုကျူးစားတပါမီ ကုသိုလ်ကျိုးဟာတကိုကြည်သည် ကိုကိုဒီမမီ မလျှော့နဲ့ရောက်သူပြီ ကျူးစားတပါမီ စံတော်ရှင်ကြိုက်တီယိုစီတော်ကြီးကိုအမခန်းပီတိနဲ့ဖူးမြော်ခဲ့ကြပြီးတောင်ဆင့်ဆင့်တောထက်တဲ့ရှုခင်းများကိုလည်းတဝါကြီးရှုကြည့်ခံစားပြီးတောတောင်ကြီးလမ်းမှာခန္ဓာကိုယ်ကြက်သားများလှုပ်ရှားထားကြရလို့ခွန်အားပြန်လဲပြည့်ဖြိုးလာပြီဆိုရင်တော့တောင်ဆင့်အပြန်ခီးဟာခြေလန်းတွက်ကြပြီပေါ့ရသည့်တောင်ကြီးသားဂိတ်တို့နိုင်ဝဲနဲ့ရောက်ရှိသွားနိုင်တယ်လို့ခြေချင်းလန်းခီးစဉ်နဲ့ဆိုင်တမော့ဘိုးပြန်တောင်ရေမြောင်ကြီးရေမြောင်လေးကိုဖြတ်ပြီးကမုစကန်ကို2နာရီလောက်နဲ့ခရီးပေါက်သွားနိုင်ကြပါတယ်စံတော်ရှင်ကြိုက်တီယိုစီတို့မြတ်ကြီးကိုတော့တမင်လည်းပြန်ဖူးမြော်ကြရင်းနဲ့နောက်နှစ်မှာလည်းတစ်ခေါက်လာဦးမယ်ဆိုတဲ့ဆန္ဒဒိဋ္ဌံကိုရေမာနှွေးထွေးစွာထွေးပတ်ရင်းနဲ့အတော့နဲ့အစင်းခီးဟာပြုံးပျော်ရွှင်လန်းမှုများနဲ့အတူတာဖြစ်ပါတော့တယ်ခင်ဗျာ ကုသိုလ်ကျိုးဟာတကိုကြည်သည် ကိုကိုဒီမမီ စခန်းတွေစီလမ်းတွေညီအပန်းဖြေကသွားညီစခန်းတွေစီလမ်းတွေညီအပန်းဖြေကသွားညီ လူရန်မြရဲ့အမြတ်တမ်းပြီးဝင်နှစ်တိုင်းမထူတော့ဘူးမြော်မီ ဘိုးဘိုးကြီးကြိုက်ပြီးရိုးစီ နမောတတသဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတသဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတသဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယံရူပံနိတ္တယမနောဓာတုသမနောဝိညာဏဓာတုတန်တမြုတ္တကာသသမမနောဝိပိသံတိစိတ်တစေတတိကာဓမ္မာဧဓမ္မာဧတံဧတဓမ္မာနံသမနံရပစေယပစေယော ဘုရားမြတ်စွာဘုရားရောက်ဝါနေလို့လင်းပါစေဘုရားမြတ်စွာဘုရားရောက်ဝါနေလို့လင်းပါစေလက်ကျရှိစုမြတ်လူကဘာရှိတိဘုရားလေလက်ကျရှိစုမြတ်လူကဘာရှိတိဘုရားလေဘုရားမြတ်စွာဘုရားရောက်ဝါနေလို့လင်းပါစေဘုရားမြတ်စွာဘုရားရောက်ဝါနေလို့လင်းပါစေအတိတ်ရှိစုမြတ်လူကဘာရှိတိဘုရားလေအတိတ်ရှိစုမြတ်လူကဘာရှိတိဘုရားလေဘုရားမြတ်စွာဘုရားရောက်ဝါနေလို့လင်းပါစေဘုရားမြတ်စွာဘုရားရောက်ဝါနေလို့လင်းပါစေအတိတ်ရှိစုမြတ်လူကဘာရှိတိ